သူ့ဖေကိုကြည့်တယ်သူ့ရဲ့ pension ကိုကြည့်တယ်စောင့်ကိုဟုတ်ကျွန်တော်စကားတစ်ခုတော့ပြောလို့ရမှာပြောကူဖာမှာဘယ်နေရာမှာဘယ်နာပဲဖြစ်ဖြစ်တဲ့ရှေ့တန်းမှာတတ်သိရှိဆုံးသောသူလဲလို့ဒီနေ့ခင်ဗျားတို့တော့လည်းလုပ်ပြပြဒါပေမဲ့ခင်ဗျားကိုကြည့်ရတဲ့ဥစ္စာပြန်ပြန်မှာကြောက်ကြနေတဲ့ပုံဖြစ်တယ်တော်ကျူကြောက်ကြနေတဲ့ပုံတော့ဒီဖြစ်နေတာဘာကြောင့်လဲသိချင်တာလဲခဏဆောင်အခြေရောက်လာတယ်သူ့ရဲ့ဘောလာကိုသူ့ရဲ့သားကိုလက်ဆွဲပြီးတော့တောင်လုံးမြင့်လေးတစ်ခုရှိတယ်အဲ့ဒါမှထိုင်နေတဲ့နားကြောင်ပါကြားလဲဆိုတော့နားကြောင်ဟိုရှုံးပွင့်ချပြီးမို့သူ့ရဲ့ဘောလာအကြီးပဲရပြောင်းစေချင်မလေးကျွန်တော်ဘာသာနေကြားနေရတာတေချာနားထောင်နေအဲ့ဒီခိုင်မှာထဲမှာအသက်ကြီးတဲ့သူတွေလည်းပါတယ်အမျိုးသမီးတွေလည်းပါတယ်ကလေးငယ်လေးတွေပါတယ်ငါမြင်တယ်ငါရဲ့မျက်လုံးလေးလည်း6လသားလေးကအစားပါတယ်။မာကြားရလို့ဟုတ်တယ်ခိုင်မာတွေထဲကနေပြီးတော့အလ်အတာအလ်အတာအလ်အတာမင်းအဲ့ဒါကိုအလောက်ပဲမြင်တာဟာတဲ့ငါမြင်တာမင်းကိုပြောပြမှာတဲ့ဒီပြောပြတဲ့ငါကိုစဉ်းစားနေတယ်တဲ့ကယာမနဲ့ရောက်သွားခဲ့လို့ရဆူရဲ့ရှေ့မောက်ရောက်တဲ့အချိန်မှာရဆူကငါ့ကိုမေးမယ်အေးဟောမင်းရေလဲပိတ်ခဲ့ပြီးအရှိကိုဆက်သွားလို့မရအောင်လဲလုပ်ခဲ့ပြီးအခုမင်းမကြောက်ဘူးလားတဲ့ကလေးငယ်တွေပါဇက်ကနေပြောနေတယ်အလအတာဆိုတာမင်းတော့ရရှိပြီးဘူခါပြီးရဲ့ပြာစားပြီးရဲ့ဒီတိုင်းနေပြီးလာခဲ့တာလားလို့ငါ့ကိုမင်းငါမပြောလို့တဲ့ဒီချက်ပို့ပြီးနားလေအောင်လုပ်ပြမယ်ဆိုရင်တဲ့ငါတစ်ဖက်ကိုဂျာဟန်နမ်တစ်ဖက်ကိုငါဂျန်နတ်အဖြစ်ငါမြင်နေတယ်မင်းလည်းကြားခရတယ်ဘလို့ဖိုင်ဆလာလို့မလို့နဲ့ငါဆုံးဖြတ်ချက်ချပြီးပြီတဲ့ငါမနဲ့သွားမယ်ညသွားလိုက်တာဘာလို့သွားတာလဲနဲ့ဒုနီယာမှာငါအဲ့ဒီလိုစာရန်ထုတ်ခဲ့မယ်တဲ့ဟိုကြောက်ရွံ့ပြီးညတဲ့ကောင်ထွက်ပြေးသွားတယ်ဆိုတာမဖြစ်ရဘူးတဲ့ဟိုဆိုင်ဘက်ကိုသွားလို့ရှိရင်လင်းနေတဲ့အချိန်ငါလာခဲ့မယ်အဲ့ဒီလင်းနေတဲ့နေရာမှာပဲငါတော့ပါလို့မယ်အဲ့ဒီလင်းနေတဲ့အချိန်မှာပဲတဲ့ငါဟိုဆိုင်နဲ့ပြင်းနေတယ်ငါပြောတယ်နားပိတ်ခဲ့တာအဲ့တော့ငါသွားမယ်မနေ့ကဖဂျာဝိုင်ပတ်ပြီးသွားဟာဇတ်ကိုအလိုင်မစလမ်သူရဲ့တောင်းပေါ်ငါတခဏလာဟုတ်တယ်မင်းလည်းအထိုက်တော့မြင်ဘူးပါပဲတဲ့ကြည်မြင်ဘူးတဲ့ဘာကိုပြောချင်တာလုံးလဲအပြစ်ရှိတဲ့အပြစ်သားတွေကိုဖမ်းလိုက်ဘယ်လိုဖမ်းလာတော့လဲသူတို့ရဲ့မျက်နှာကိုပိတ်တယ်တဲ့သူတို့ရဲ့လက်ကိုချိုးတုပ်ပြီးဘာအပြစ်ရှိတာမရှိဘူးလားငါ့ကိုပြောတာကတဲ့ဘာနဲ့ဘာအပြစ်လုပ်လို့တော့လဲဂျီပိတ်ခဲ့တဲ့အပြစ်တဲ့ကြီးကဘာရှိနေတော့လဲကလေးငယ်တွေတော့ပြအောင်လုပ်ခဲ့တာဘယ်လိုလုပ်နိုင်လဲကလေးတွေရဲ့ညှော်လွှင့်ချက်ကိုမဲ့အောင်လုပ်ဘယ်လိုလုပ်ငါတခင်မတွေရဲ့ညှော်လွှင့်ချက်ကိုမဲ့အောင်လုပ်ခဲ့တာငါအာဘာဟိုစိတ်နဲ့လမ်းမပိတ်ခဲ့တာဘယ်လိုငါချက်အပြစ်ကြီးတဲ့လူဘယ်လိုရှိမလို့လဲငါသားတယ်ငါရဲ့လက်ကိုချိုးတုံးတယ်ငါရဲ့မျက်နှာကိုလည်းပိတ်ပြီးဘာအပြစ်သားမျက်နှာပိတ်ရှာမှမလို့လားတဲ့ဟာမလို့ဘူးဆိုပေမဲ့တဲ့ငါအာဘာဟိုစိတ်နဲ့မျက်နှာကိုငါမကြည့်ရဘူးတဲ့အပြစ်သားကြီးတော့ငါရဲ့မျက်လုံးကိုပိတ်ပြီးခေါ်သွားပြီငါသားရဟာဇတ်ဒီမူဆာပိုင်နံပါတ်ကိုဟင်တူပေါ်တဲ့အချိန်အလ္လာဟ်ကပြောတယ်ဖကလနာအလိုက်ယာမူဆာရမင်းစီတာရပနချုပ်ပြီးလာခဲ့တယ်ဒီတိုင်းပဲလားခဏစီးပြီးတော့မှာလားငါသားရမူဆာပိုင်နံပါတ်ကိုမင်းတဲ့နေရာကိုသွားလို့ရှိရင်ဖဏတော်စီးခွင့်မပေးဘူးဆိုရင်ငါမှရှိနေတယ်ဒီမှာရှိနေတာကာစင်နာတယ်စစ်လက်တဲ့ဖဏလေးအားလုံးကိုချုပ်ပေးတယ်ငါဒီတိုင်းသွားမယ်ကြာကီယာမာလို့ဟဇရတ်ခိုရာဒူးနဲ့ထောက်ပြီးကိုလက်ပြန်တုတ်ထားတဲ့ဥစ္စာနဲ့ဒူးထောက်ပြီးသွားတဲ့အချိန်နဲ့မျက်နာကလည်းပိတ်ထားတဲ့အချိန်ရုပ်တရက်သားပြီးတဲ့သူကအလ္လာဟူအက်ဘာလို့တန်ကြတဲ့အချိန်ငါသားရကြောက်ရောတယ်ဘာဘာရကီယာမတ်ခုကီယာဒီဘာကီယာမတ်ပြတာလို့ရှေဇာဒါအလီအက်ဘာကိုရိုင်လာSezada Ali Akbar Quran Alamin Allahu Akbar kata apa doa boleh apa pedala apa boda kilo batu ani Ali Akbar sina ya Allah yo dia tahu tu Allahu Akbar kata cara pedala apa Allahu Akbar bapa ne और भी क़यामत में बाबा रोड अब्बास Quran Allahu Akbar malu pulang puna cuy Allah Ali Akbar भी आ गया अब्बास अलैहिस्सलाम भी आ गया शेख आइनो
में पूरे टूटे द्वारे नौका ताबे तू अल्लाह अकबर तकबीर तो जाता है अल्लाह अकबर खुदा मेरे गाता है कचे नौवा पूर्ण चेबो बात तो जाता रो और भी बाबा क़यामत ही क़यामत मेरे क्या हुआ मजलूम करबला को रहना बाबा मजलूम करबला को रहना नबीर मजलूम करबला को रहना नबी हजरत हुर अलैहिस्सलाम ऐनमा बैशाला इमाम हुसैन अलैहिस्सलाम जी ने हुर राजी लाबी नो माशाअल्लाह इमाम हुसैन अलैहिस्सलाम अभी आलो दे पाएगा तो खूब मिलाए दे नीदू मुसो मारो ये विलायत को लाबी नो मा ऐलो कुजो में सोये ने अकोलो राहे निजाजिया में हुर कन्याए छिलन लाना मरवाने काश कन्यालो में नफूसी ज़हरा असारिया एक मोहब्बत एक रास्ता जुइचे लामा मारा फिर खुद लाओ नसीब कौने दू सही है जी गाँव में बुला रहे ज़हरा को रहना रहे ताबले लो ना तारे ना ये साले के दियो होरी ना बुमा सीने ले होर अल्लाह अकबर इमाम हुसैन लाले होर गाँव में नाशी लालो शी जो ठाने गाँव ना नहीं आगार चलो हाँ अभी ताबले ले चलो जो भी और लेगा से नहीं ने मियाँ मेगा मेंगो होर लो तब मैं खाबिना लोला ते दूसरे द्वार भी है नाशी लाए गाँव में भी लो मैंने और जो सीधा मतलब आखिरी मतलब एक लोटालो शी ये ना एक शिना एक वो चिया 통상 그래요 통상 और ना खुद का तुझे ऐसे करबला में इमाम हुसैन अलैहिस्सलाम ये ऐसे खुद को तो खुद थारे अब्बास खुद चिढ़ारे जो भी बेला अली अकबर खुद ये नाम सीधारे पवाओ भी बेला खुद को तो खुद लाओ न मौ तखाला बेबे अल्लाह अकबर नासी लारे ऐसे मखुहारे सीमने तखाले खुद मिल लारा रो अमें ना वातारे शुक्रान ना शुक्र लोटे इंशन पपिता रागो हम लोग नॉन खुद का नाम ले मेरे जाएगा इमाम बाबू सुना रो इंशन ये टावो ना ये लाये ये क्या में बनाने खुद नाशी कई बुटा खाया नाशी कई बु तकवा डाउन सीनो खुद खनाले ने खुद वो एरिया में थारे पेरिया उठाले कलीरी ये खैमा में वो है अजीज़ा ने मोहतरा खैमा अवा माशद बेटी सकीना मेहमान आ गया ने मेरे लिए वो अल्लाह खाने ला आकार बस अब नौका अरे ने मतलब पीने को अल्लाह अकबर इमाम हुसैन अलैहिस्सलाम खुद वो खोले खुद ठाए ने नबी उस गाने लगे मैं भी हो गया सी इमाम हुसैन अलैहिस्सलाम ठाए लगे तू ये बीमा बुल ठाए लगे हजरत हुरियत ता ये बीमा नडिया बुल ठाए लगे हुरियत गुलाम इमाम हुसैन अलैहिस्सलाम ये बीमा हजरत अली अकबर ला ठाए लगे अली ये बीमा हजरत अब्बास अलैहिस्सलाम ला ठाए लगे आगा हमेशा लोग ये चीज़ जो दिया उन्हें ऐसे में इमाम हुसैन अलैहिस्सलाम को खुद दी चाची ले यहाँ आगा है मामलों नौरा चलो लोग क्या हो सकता चलो ये भी मामलों दे बोला चलो ये अभी भी इमाम ने बोला खुद नाले मामलों दे अलाले मामलों दे आखिरी बतला अली अकबर को दी चाची है बोलूँ है खुद का अली अकबर को दी चाची या आगार चलो जगह तो खुला भी ब्योमला क्यों बाबा बोलो तो वो चेती है चीज़ चिसिया गाँव ने लूने लीडू ताली दिया वो कन्या पैसा इधर है बालों ने मिलवाए ये नज़ारी लाए और क्या करना चाहते हो बालों चला रहा हूँ केवल इमाम इजाज़त भी महसूस ये ना अली अकबर तो सदका ठोको न चुनो ताऊ चुनो ताऊ सदका पे बोलो सुनो इमाम ही ना बोले और नाले ताशी के तेरे नाले ले ताऊ बोलो न्यूज़ या ले सुना नाले ले बिंदु या इमाम इजाज़त दे बेलाई ले चलो ताऊ अली अकबर तो सदका लो इमाम मलवे तारा के तेरे खोड़ का गाँव ये भी बेरोल जब ये खोड़ जो द्वार ताबे जो तू ये मोटे ने ना तार क्या मले ला अली अकबर ये सदका लो
အလီအဘာရီစတကပြန်မလဲလာတလောက်ပဲမှာပဲစံပေါ်တော့ခိုးရတာဖြစ်တဲ့ဒုံဆိုင်အရှိကိုတော့အပြီးတော့မှရှူအားလို့ခေါ်တယ်ရှူအားတိုင်းတိုင်းငါ့ကိုဘယ်သူလဲသိလားတဲ့ငါတခြားလူမဟုတ်ဘူးမင်းတို့စစ်သူကြီးခိုးရတာဖြစ်တယ်အစားဆုံးပြောပြီးတော့ရန်သူတိုက်တယ်ဒါပေမဲ့ကလေးနဲ့တယောက်ဘယ်ချိန်ထိတိုက်နိုင်မှာလဲဘယ်ချိန်ထိတိုက်နိုင်မှာလဲဒဏ်ရာပေါင်းမြောက်များစွာကနေအဲ့ဒီမဆိုင်အဲ့နောက်ဆုံးစကားလုံးနားထောင်ဖို့အတွက်ကျွန်တော်ကြိုပြောထားမယ်ရှင်ဘတ်ပေါ်လက်တင်တာရှင်ဘတ်ပေါ်လက်တင်တာခိုးရတာမြင်းပေါ်ကနေပြုတ်ကျတဲ့အချိန်စကားလုံးနှစ်ခုပြောတယ်တခုကအေဘတ်တီအီမာမ်နဲ့ကျွန်တော်ရဲ့ဆလာမ်ကိုလက်ခံပေးတာတော့ပါနောက်တစ်ခုကဘာဘာမတ်တ်ကြီးကြီးမတ်တ်ကြီးကြီးဆိုဟာတာရီအားလုံးဘသူမှပြောဘူးဘာဘာအကိုကုညီပေးပါအောင်ကုညီပေးပါအောင်အားလုံးပါပြောရဲယာအီမာမ်အလ်မဒန်ယာအီမာမ်အလ်မဒန်ဟိုရီတာမမေးတယ်အားလုံးရောက်လာတဲ့ချိန်ကြတော့ဟိုရီတောင်းတယ်အဲ့ဟိုဘာဖြစ်လို့အီမာမ်ဟူစိန်စီကအကူညီမတောင်းတာတော့ဘာဖြစ်လို့အဖေကိုပဲအကူညီတောင်းတာလဲအီမာမ်ကိုဘာဖြစ်လို့ဆလာမ်ပေးတာလဲလက်ကျင်နိုင်ရပါပေါ့ဘာပြောလို့သိလားငါအာကာစီကနေအကူညီမတောင်းဘူးတဲ့ဘာဖြစ်လို့တော့သိလားတဲ့3ရက်တိုင်တာဒီမတောင်းရအသက်ကြီးအီမာမ်ကိုငါဘလို့ပုံစံမျိုးနဲ့အကူညီတောင်းရမယ်အေးဟိုရတာခင်ဗျားကဘာလို့ဒီနားလဲပြီးနေတာဒါပဲအလီအကဘာရီရဲ့အချိန်ရောက်လာတဲ့အချိန်မှာအဲ့ဒီအမီနာကိုဟိုဆိုင်လေးရောက်သွားရောဆိုင်နာကြော်ပြီးporque tú inshallah tú ya que tú don si tú ya le que pesa na le dunia que chini no sabe na ruba bai que pesa que chare mani ju que sabi que chare हमें ju que tabaro ju que langa khana ju que dunia के तू ये सवाल हो जो जाने ना को ना को chini be na ruba परवदिगारा कोई अचाउ ना काउ खमाई चलो लेအဲ့ဒီပိုက်ကလေးအစ္စလာမ်ရဲ့လမ်းမှာပဲအာသာဒါနာအလီကပိစန်နိုင်တဲ့ခေါ်ငါပြချင်းပြတာတော့ဘာပါဝါဒီကလာအောင်လို့ဘုံမျိုးနာအားလုံးရဲ့ risk ကိုစကတ်ချအောင်ပြုလုပ်နေတာတော့ဘာလုပ်ငန်းကလည်းများအားကိုလည်းဟလာလန်တိုင်တာ message အောင်ပြုလုပ်နေတာတော့ဘာဒီကုဆူလ်မဒရစေဟူစိန်မှာကျွေးမွေးနေကြတဲ့ပစ္စည်းအားလုံးစားစားအားလုံးဟလာလန်တိုင်ရပါမှာအမြဲတမ်းစားတောင်းနိုင်တဲ့ဝိနိုင်တဲ့အခွင့်အရေးကိုထပ်မံချင်းမြင်ပေးလာလို့ဘာဘာဒီကရာအင်းတိုင်းနဘီယောဘာစခိကရာအီမာမ်အမြတ်ဆုံးစုပါကြည့်ပြလို့ပြလာလို့ဘာဘာပါကဘာလနာနာတဲ့ဆန္ဒလာအလီဘဖာလ်ဆူဟာနာရဘ်ကဘ်အစ္စအမယစတူဝဆလာမူအလာမုစလီဝ်ဟမ်ဒူလိllahi rabbil alamin